တော်စရာတနင်္ဂနွေနေ့မနက်စောစောမှာအမျိုးသမီးတချို့ကသခင်ယေရှုရဲ့ရုပ်အလောင်းတော်ကိုအမွှေးနံတာလိမ့်ပေးဖို့တင်းချိုင်းကိုသွားကြတယ်။တင်းချိုင်းကူဝမှာကြောက်တုံးအကြီးကြီးပိတ်ထားတာကိုသူတို့သိကြလို့ဒီကြောက်တုံးကြီးကိုဘယ်သူမှဖယ်ပေးမလဲဆိုပြီးစဉ်းစားနေကြတာပေါ့။ဒါပေမဲ့သူတို့တင်းချိုင်းကိုရောက်တဲ့အခါကြောက်တုံးကြီးကဖယ်ပြီးသားဖြစ်နေတယ်။တင်းချိုင်းကူလည်းပွင့်နေတယ်။သခင်ယေရှုရဲ့အလောင်းတော်လည်းမရှိတော့ဘူး။တင်းချိုင်းကူထဲမှာကောင်းကင်တမန်နှစ်ပါးရှိနေတယ်။သူတို့ကသခင်ယေရှုထမြောက်အသက်ရှင်ပြီးသူ့ရဲ့တပည့်တော်တွေကိုသွားပြောပါလို့အမျိုးသမီးတွေကိုပြောတယ်။ဒါနဲ့အဲ့ဒီအမျိုးသမီးတွေကတပည့်တော်တွေစီကိုသွားပြောပြလိုက်တဲ့အခါပေတရုနဲ့ယောဟန်ကသခင်ယေရှုရဲ့တင်းချိုင်းကူကိုပြေးသွားကြတယ်။ကိုယ်တိုင်သွားကြည့်ကြတယ်။ဒါပေမဲ့သခင်ယေရှုရဲ့အလောင်းတော်ကိုပတ်ထားတဲ့အဝတ်ပဲတွေ့ကြတယ်။သူတို့ဘာမှနားမလည်တော့ပဲစိတ်ရှုပ်ရှုပ်နဲ့အိမ်ပြန်သွားကြတယ်။နောက်မှာတော့တပည့်တော်တွေကအခန်းတစ်ခုထဲမှာတွေ့ဆုံကြတယ်။သူတို့ကဖြစ်ခဲ့တဲ့အကြောင်းတွေကိုပြောပြကြတယ်။အဲ့ဒီအချိန်မှာပဲသခင်ယေရှုကသူတို့ရှေ့မှာပေါ်လာတယ်။သခင်ယေရှုကိုတရေလို့ထင်ကြလို့သူတို့တိတ်ကြောက်လန့်သွားကြတာပေါ့။သခင်ယေရှုကမကြောက်လန့်ကြပါနဲ့လို့ပြောတယ်။ပြီးတော့ငါလက်ငါခြေတွေကိုကြည့်ကြပါ။ကိုင်ကြည့်ကြပါငါပါပဲတရေတစေဆိုကိုင်ကြည့်လို့မရဘူးအစာလည်းမစားဘူးငါတော့တကယ်စားနေပြီလို့ပြောလိုက်တယ်ပြီးတော့ကိုတော်ကငါအနှဲငယ်ယူစားတယ်ပြီးတော့သူတို့ကိုဒီလိုတွန်းတင်တယ်ကျမ်းစာကိုရှင်းရှင်းလေးရေးထားတယ်မေရှိယသခင်ဟာဒုက္ခဆင်းရဲခံရပြီးအသေးခံရမယ်။ဒါပေမဲ့သေရာကနေရှင်ပြန်ထမြောက်လာမယ်။အခုမင်းတို့တွေ့ခဲ့တာတွေကိုကဘာပေါ်မှာရှိတဲ့လူတွေကိုပြောပြပါ။လူတွေဟာဘုရားသခင်စီပြန်လာရင်သူတို့အပြစ်တွေလွတ်မယ်ဆိုတာလူတိုင်းသိအောင်ပြောပါ။ငါဟာသူတို့အတွက်အသေးခံခဲ့ပြီးပြီ။ဒါကြောင့်သူတို့အပြစ်ကိုလွတ်ပေးနိုင်တယ်